ကပတိန်လက်ပတ်နဲ့ဘသူကအသင့်တော်ဆုံးလဲအားလုံးပဲမင်္ဂလာပါရောင်စပေါ့ TV ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကိုစုံပါလက်တလောဝေဖန်မှုများနေတာကပတိန်အိုဒီဂက်ရဲ့ခေါင်းဆောင်မှုစွမ်းရည်ပါပဲနမူနာအနေနဲ့စူးစမ်းမှုနဲ့ခေါင်းဆောင်ပြတယ်ဆိုပေမဲ့အသင်းလိုအပ်တဲ့အချိန်မှာကစားသမားတွေရဲ့စိတ်ကိုကြွတ်တက်လာအောင် push လုပ်ပေးနိုင်စွမ်းမရှိတာကိုအားနည်းချက်တစ်ခုအနေနဲ့မြင်လာရပါတယ်အသင်းရဲ့လဲချမ်းဖြစ်သူတိုနီအဒမ်ကိုတိုင်ကအိုဒီဂက်နဲ့ဆိုကျွန်တော်တို့တွေချန်ပီယံမဖြစ်နိုင်ဘူးလို့ဝေဖန်လာတာမျိုးတွေတောင်မြင်ရပါတယ်အိုဒီဂက်ထက် Rice ကိုကပတိန်ပေးတင်တယ် Rice ကသူ့ရဲ့စိတ်ကြိုက်ကပတိန်တိုင်မျိုးဖြစ်ပြီးတော့အဲ့လိုဆိုရင် အိုဒီဂက်အနေနဲ့လည်းလွတ်လွတ်လပ်လပ်ပိုကစားနိုင်လိမ့်မယ်လို့ဆိုပါတယ်တကယ်တမ်း mentality အရကြည့်ရင်လည်း Rice ရဲ့တိုက်ရိုက်ခတ်ရတဲ့စိတ်သက်ကွင်းတွင်ပွဲစဉ်တိုင်းကိုပွဲချိန်ပြေကစားပေးနိုင်စွမ်းရှိတာကြောင့်ကပတိန်ဖြစ်တဲ့ကစားသမားလို့လည်းမြင်မိပါတယ်အသင်းဘော်ဒီအပေါ်မှာလည်းဩဇာလွှမ်းမိုးနိုင်စွမ်းရှိတယ်အင်္ဂလန်သားလည်းဖြစ်တာကြောင့်ဒိုင်းနီအပေါ်မှာလည်းပြောလို့ဆိုလို့ပူကောင်းမှာမျိုးပါနောက်တစ်ယောက်စဉ်းစားမိတာဂါဘရီယယ်ရှိပါတယ် Warrior 5မျိုးရတဲ့ကစားသမားမျိုးပေါ့အိုဒီဂက်နဲ့ဆာကာတို့စီမှာမရှိတဲ့ leadership aura ကသူတို့စီမှာထင်းထွက်နေတာကစားရတဲ့နေရာကလည်းကွင်းလယ်နဲ့နောက်တန်းဖြစ်နေတာကြောင့်တပွဲလုံးကိုခြုံမြင်နေရတဲ့သူမျိုးတွေအတက်ကင်ကစားတဲ့သူတွေကိုအသင်းကောင်းဆောင်ထားတာကိုသဘောမကျမိတာတော့အမှန်ပါပဲသူတို့ရဲ့လုံနိုင်စွမ်းကိုကန့်သက်လိုက်တယ်လို့ခံစားရတာကြောင့်ပါဆာကာနဲ့အိုဒီဂက်တို့လို decision ချပြီးသူတို့ဘောတွေပေးရတဲ့သူတွေအတွက်သူတို့ရဲ့အာရုံထဲမှာအလုပ်ပို့တစ်ခုထပ်မရှိစေချင်တာမျိုးပါဒါပေမဲ့ချက်ချင်းပြောင်းလိုက်ရင်လည်းအသင်းရဲ့စီးလုံးမှုကိုထိခိုက်နိုင်တာမလို့ရေရှည် plan နဲ့စီစဉ်ထားဖို့လိုပါလိမ့်မယ်အာဆင်နယ်အသင်းအတွက်တော့ Rice လက်ပတ်မဝေထားလဲ leadership တယောက်အနေနဲ့ပုံမြင်လာရတယ်ဒီအချက်ကိုနီးပြအဖွဲ့အနေနဲ့တေချာလေးကန်ထွက်သွားဖို့လိုပါလိမ့်မယ်အားလုံးမကြည့်သင့်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် Wines မှာဘောလုံးစောကျင်တဲ့ညီကိုတွေအနေနဲ့ရန်ကုန် Sport TV ရဲ့ promo code YGNTV ကိုအသုံးပြုပြီးတော့ 100% bonus တွေရယူနိုင်ပါတယ်အသေးသေးသိရှိလိုပါက Wines ပဲမြန်မာ Facebook page နဲ့သူတို့ရဲ့ application တို့မှ website လေးရဲ့ customer service code လေးနှိပ်ပြီးတော့လည်း24နိုင်တီးလို့ရတယ်မြင်မြင်လို့ရပါတယ်အားလုံးပဲကြည့်သင့်ပါတယ်